အခုပေါ့နော်လိုက်ပေးခြင်းလဲပေးမပေးခြင်းလဲကြော်သွားအသေးပေးခြင်းပေးမပေးခြင်းလဲကြော်သွားနော်ငရင်ပေးရေပေးမီးပေးစစ်ပေးအကုန်ဖြစ်နေတဲ့အချိန်မှာဒီနေ့လားချိုးကနေပြီးလေရင်စထွက်တယ်ဘယ်လိုပဲပြောပြောကျမအခုမှပေါ့နော်တစ်တော်လေးကြည့်တယ်လိုင်းလေးတုံးတဲ့အချိန်မှာအဖိုးတန်တယ်နော်အဖိုးတန်တဲ့အတွက်ဒီလိုမျိုးကြီးအေဂျင့်နေဆိုတာကိုကျမကျေးဇူးတင်တယ်အဲ့တော့အဲ့တော့ကျမအခုပြောချင်တဲ့စကားလေးကကျမမနေ့ကတော့ကလည်းပြောထားတဲ့စကားလေးတစ်ခွန်းရှိပါတယ်ကျမတို့အခုကျောင်းနေစတက်ကတော့မယ်ဆိုတော့ဘလို့ပဲပြောပြောပေါ့နော်ကျောင်းနေစတက်ကပြီဆိုရင်ကလေးတွေအတွက်အာမခံချက်အပြည့်အဝကိုအာမခံပေးနိုင်ကြလားအခုလိုမျိုးကြီးတွေပေါ့နော်ကြေကွဲရတာမျိုးကြီးတွေတွေ့တယ်ဆိုတာကလေးတယောက်မွေးဖို့ဆိုတာဒီလောက်ထိကြီးဖို့ဆိုတာမဖြစ်နိုင်နော်အဲ့တော့အခုခေတ်မှာကတော့ဘယ်လိုပြောမလဲအခုဆိုရင်ကလေးတွေအကြောင်းပြန်လက်ခံပြီးဆိုတော့ဝမ်းလဲတာတယ်အခမ်းပြီးဆိုတော့လေဝမ်းလဲနေတယ်စိတ်မကောင်းတချို့ဆိုရင်မိဘတွေမရှိတော့တချို့ဆိုလို့ရှိရင်သားသမီးတွေမရှိတော့တချို့ဆိုလို့ရှိရင်တက်เสียအကြောင်းမရှိတော့အဲ့အတွက်ကိုတအားကိုစိတ်မကောင်းကိုသမီးကိုစားပြီးတော့ထိုင်ပြီးတော့စိတ်မကောင်းနေရတာလေကိုလည်းဘာမှမလုပ်ပေးနိုင်အဲ့လောက်အထိလေကိုမှမပြည့်စုံအဲ့တော့တခုပဲရှိအမြန်ဆုံးအေဂျင့်ပါစေအမြန်ဆုံးအဆင်ပြေပါစေဒါပဲပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့တချို့ဆိုလို့ရှိရင်ကိုတွေဆိုရင်ကိုသားသမီးလေးတွေကမိဖလည်းရှိတယ်မိလည်းရှိတယ်ညီကိုမောင်နှမတွေလည်းရှိတယ်တချို့ဆိုလို့ရှိရင်ဘာကြီးဘာတွေလည်းမရှိတော့တယောက်တည်းလေးတွေဘယ်တော့တနာဖို့ကောင်းလဲဒါသမီးတိုင်းရှိတယ်ဆိုကိုချင်းစာတရားလေးထားပေးကြပါလို့ပြောချင်ပါတယ်ဒီနေ့ကနေပြီးတော့အမြန်ဆုံးလဲအေဂျင့်ပါစီဒီတိုင်းလေးပဲအေဂျင့်နဲ့ဘဝလေးကိုတည်တဲ့အထိပြတ်တန်းချင်ပါတယ်ငရင်ဘေးတို့ရေဘေးတို့အခုကြည်နေရတာဒီအကုန်လုံးလဲစိတ်แท้ကိုတော်တော်နာကျင်ခံစားရပါတယ်စားနဲ့ရေးမတင်ဘူးဆိုတာစားတိတ်မရေးတတ်ဘူးစားကြပြန်တော့လဲလိုင်းမော်ကနေပြီးပဒိန်းကြတယ်အသေးလဲမလို့ချင်ဘူးမင်းသမီးလဲမဖြစ်ချင်နော်နင်တို့အသေးပေးမပေးငါတိတ်မလွမ်းဘူးဒီလားငါတို့ကမင်းသမီးလဲမဖြစ်ချင်ဘူးနော်တစ်တော့ရုံမယ်ကျေးဇူးတင်တယ်